င်္ဂလာပါလို့ပါမင်္ဂလာရှိသောညနေခင်းလေးပါရှင်9နာရီထိုးသွားပါပြီရှင်ကျမတို့မနက်7နာရီဝန်းကျင်ခန့်မှာစကြိုင်နေဟုတ်လားရှင်မီနူ3မျိုး3နဲ့ဟုတ်လားရှင်ပြေးလေးမိမယ်နော်ဆရာမတို့ကြောက်လားရှင်ဆရာမအတန်ပြေတော့သူတို့ကြောက်ကြတယ်နော်အတန်ပြေတာခွဲလို့ပါရှင်ဘာလဲဆက်မပြောတိတ်ဆိတ်ပါပဲနော်ပြောချင်တဲ့တော့ဒီစပင်လေးဒီမော်ဒယ်ညီမလေးမမတို့ဆက်ဆွဲထားလားသိကြလားညာပြောရင်ဂျိုင်းမွေးအရှိပါပြောပါဂျိုင်းမွေးရှိမန္နာပြောရင်ပိုလျှော်ပြောပါမန္နာပြောရင်ပိုချောအားလျှော်တူလျှော်ပတ်ဆက်လျှော်โอเคနော်အတို့ဒီမန္နာပြောတာဟုတ်လားရှင်ဟုတ်ပါတယ်တောင်းဆက်မတင်သားပါဘူးရှင်ဒါကျမတို့စပင်လေးဒီဆီယာမ2ယောက်ဒီဆီယာမဆိုကျမပဲပြန်မလဲပြုံးတစားဆီယာမပါရှင်ဆိုင်နာမည်လေးရှိလားမရှိသေးဘူးစူးစမ်းမယ်နော်ပြုံးတစားဆီယာမ home service လုပ်လို့မရဘူးလားရှင်home service ဆိုင်ကမ်းမလို့နော် online shop အိတ်တောင်မှအခုတွေ့ရမလားအိမ်မှာအိမ်ဆိုင်ကမ်းလို့လားပစ္စည်းကောင်းယူပြီးရောင်းရပြီလေသဘောပြတာပါနော်ဆိုလိုတာကဒီဆီယာမပြုံးတစားမှာရှိတယ်ဆွေမျိုးတွေကုန်ဒီဗီဒီယိုပြပြီးလှုပ်စားတော့ပြုံးတစားဆီယာမလက်ရဖြစ်ပါတယ်ကျမ80ရာခိုင်နှုန်းအာမခံပေးရနော်ဒါဒီဆီယာမနဲ့တွဲထားတာပါဒါဖအံပြန်မဲ့ဆီယာမရောဆိုင်ရှိလားရှင်ဟုတ်ကဲ့ရှိပါတယ်ဆိုင်မရှိလဲအားငယ်ကြမလို့နော်ကျမဆိုင်ကိုတချို့မေးတာတမျိုးလည်းမထင်တော့တချို့အရန်သိချင်ကြလို့ဆိုင်နာမည်ရှိရင်လို့ဒါမှအိမ်မှာရှိရင်အိမ်မှာလို့အဓိကပညာရှိဖို့ပဲလိုမှာမဟုတ်လားရှင်နော်အဲ့တော့ကျမပြောချင်တာချင်းနေနဲ့တွေ့ခဲ့ပါဒါလေးကဖြောင်းခုကဲမနက်ကကျမပြောခဲ့စကားတစ်ခွန်းရှိတယ်ဘယ်သူမှတ်မိလဲဒီကောင်ကဘယ်လိုဖြောင်းလုပ်မလို့ပြောထားခဲ့လဲလေးရကြဲလေးရှင်ကြဲလေးအားလုံးပြောပါရှင်လေးဖြောင်းလို့နော်လေးအလုပ်ကြဲကျမတို့ရှေ့ပြန်ဝင်ပါနော်သမီးနောက်နဲ့ဆိုပြန်ဆို sorry ရှေ့တိုးလိုက်နောက်ဆိုလိုက်နဲ့နော်ရှေ့တိုးနောက်ဆိုပြန်ပြောပါဦးကျမဘယ်လိုလုပ်မပြောခဲ့လဲလေးပြပင်လေးမုတ်တွေကလေးပြပင်ဖြစ်အောင်လုပ်နော်အခုဒါဆက်မဆွဲထားဘူးလေးမုတ်ထားတယ်ရှင်မော်ရယ်ညီမလေးလေးတယ်လို့ခံစားရလားအမမလားနော်စပင်ပါသွားလားတနည်းအားဖြင့်ပေါ့သွားလားအုံမှန်ဆိုငယ်မတို့စပင်ငယ်ငယ်ကဖြောက်မှုမှာပါနော်ဒီလောက်ထိလေးလားမလေးဘူးเนาะဒါကျမတို့အဆင့်နည်းနည်းညှစ်တင်ထားတဲ့နေ့စနစ်ဖြစ်ပါတယ်အဲ့တော့ကျမအရန်ကုန်ယူတယ်စူးစမ်းပေးတဲ့ဆရာမတွေလည်းကျေးဇူးအထူးတင်တယ်မော်ဒယ်ထိုင်ပေးညီမလေးကိုပိုးကျေးဇူးတင်ပါတယ်သူစိတ်ရှိထိုင်ပေးလို့ပိုးလာတာမဟုတ်လားဟုတ်ပါတယ်နောက်ပြီးကျမလောက်တာမဟုတ်ဘူးရှင်ဒါကျမလုံးဝမလောက်ထားပါဘူးဟုတ်လားပြောကြပါဦးဟုတ်ပါတယ်เนาะကျမမပါထားပါဘူးရှင်ကျမမပါတော့ပိုးလာနေတယ်ဆိုတော့ကျမဘေးထွက်နေလိုက်ပါတော့မယ်เนาะဆိုတော့ကျမစီလုံးမလာတာလားမဟုတ်ဘူးပြောမဟုတ်ဘူးကျမစီလုံးမဒီလိုလာတာမဟုတ်ဘူးဆရာမတွေစီတလို့လဲလှမယ်ရှင်ဒါပေမဲ့ view site တဲ့ဆရာမဘိုကင်နဲ့လုပ်တဲ့ဆရာမစီမှာလုပ်ရင်ရှင်တို့ပိုလှမယ်ရှင်ဈေးရောတူပါမလားရှင်ဘိုကင်ဆိုတာလူနည်းနည်းလောက်တာမဟုတ်ဘူးလားရှင်ရတယ်မိပြက်လဲရလူနည်းနည်းလောက်တော့ဈေးကအရန်လျှော့လို့ရလားရှင်ကျမတို့မျိုးသမီးတို့အကြံပေးချင်တာကကိုယ့်ရဲ့စပင်ကိုမျက်နှိုးတယ်တန်ဖိုးထားတယ်ဆိုရင်ဒါကျမတစ်ယောက်တည်းအမြင်မှာဘိုကင်နဲ့လုပ်ပေးတဲ့ဆရာမတွေကိုရွေးချယ်ပါလို့ကျမအနေနဲ့အကြံပေးရှင်တယ်တာမန်စပင်တို့ပြောတာမဟုတ်ဘူးเนาะအရန်ပြတ်ထားတဲ့စပင်တွေရှောက်ထားတဲ့စပင်တွေတာမန်စပင်ကတော့ဗမာလုပ်ရပါတယ်နောက်ကိုကအရန်အကောင့်တိုက်တယ်ဟိဆိုလို့ရှိရင်တော့ private လေးလုပ်ပါเนาะဒါတော့ကျမတူးတဲ့ရဲ့အမြင်မှားတာရှိရင်ဝင်တာမိတနည်းအားဖြင့်ကျမရဲ့သင်တန်းစဉ်တော်တော်များများကျမဒီကအထူးမှကျင်ပါတယ်ဆရာဆရာမများဘိုကင်နဲ့လုပ်ကြပါဒါမှရလက်ကောက်မှဖြစ်ပါတယ်ကျမတို့ PPO လုပ်လို့ရှိရင်ရလက်တွေကမတူပါဘူးရှင်နောက်တစ်ခုကင်နဲ့လက်ထောက်ဆရာမရင်းနဲ့လည်းကိုနဲ့အသေးစိတ်ကင်ရပါလို့ထပ်မှကျင်ပါတယ်ကိုကတော့အကောင်းဆုံးထည့်ပါတယ်လက်ထောက်ကပြီးစလဲချော်ရင်ရလက်တူပါမလားကျမတို့လျှော်တာတွေကစအတိအကျမလျှော်ရဘူးလားနားလည်လားရှင်အဲ့တော့အရာအလုံးမှာတိတိကျကျ make up လေးအဲ့ဒီ make up ကပိုပြီးတည်တက်လာပါလေးနာမည်ပိုရလေးဈေးပိုပေးရလေးပါနော်ပညာရှိရင်ရှိသလောက်ကိုကွာသွားတယ်ဒီလိုပြောလို့ပညာမရှိတဲ့လူတွေကိုကျမတို့စော်ကားနေရလဲမဟုတ်ဘူးဝါနှုတ်တဲ့လူတွေကိုစော်ကားနေရလဲမဟုတ်ပါဘူးရှင်ဆိုလိုတာကကျမတို့သပင်ရဲ့တဘာဝသည်ခေါင်းနဲ့ဖြန်လေးလေးပိုလာလေးခေါင်းနဲ့လေးတေချာကြိုင်လေးရလက်ကပို့ပြီးတော့တည်တက်လာပါလေးပါရှင်ဒါကြောင့်မို့လို့ကျမပြောတာဒီစီနီယာတွေမပါဘူးเนาะဝါနှုတဲ့အခုလိုသင်တန်းဆင်းကစားဆရာမတွေနဲ့ဆိုရင်ဧည့်သည်များလည်းတတိထားပါအရင်အများကြီးသွားမလို့နဲ့ဆိုပါစို့ဒီဆီယာမပေါ့နော်ပြန်သွားတယ်ဆီယာမကိုထိုင်ဆောင်နေတာ3ယောက်ရှိတယ်ဆီယာမ3ယောက်လောက်ပြန်နေလှုပ်လိုက်ဒီလိုရပါမလားအဲ့ဒါတင်နေစင်းကစားမလို့မလှုပ်ခိုင်းတာပါနော်တမျိုးမထင်ပါနဲ့အခုကဝါရင်အိုးစားပဲဆိုရင်နော်ကိုနိုင်တလောက်၄ကောင်းခိုင်ရင်လည်းကြိုက်ပါနော်ဒီစကားတွေဘာလို့ထည့်ပြောလဲတချို့တင်တန်းချင်းဆီယာမတို့စောင့်နေတဲ့လူရှိလားမရှိဘူးလားရှိပါတယ်ရှင်တို့ကလည်းအိမ်ပြန်တော့ထုတ်ဆွဲချပြီးတော့ဘာလို့လဲပြောမဖြောင်းမေးချင်ဘူးလားဖြောင်းမေးလို့မရပါဘူးတနေ့2ကောင်းထပ်ပို့ပြီးလုပ်လို့မရပါဘူးဒီဗီဒီယိုရိုက်ပေးရတဲ့ရည်ရွယ်ချက်ခုလိုတွေအကြာကြီးပြောရရည်ရွယ်ချက်ကကျမတင်တန်းစဉ်းစားပြီးကျမစကားနားမတောင်တဲ့သူချို့ရှိနေပါတယ်လောဘနာကိုလိုက်ရင်တစ်ခါပဲစားရမယ်နော်ကျမပြောတာဟုတ်ရဲ့လားရှင်ဟုတ်ပါတယ်ခေါင်းကိုဒီနေ့တည်းရတဲ့၄ကောင်းလောက်လိုက်ပြီးတော့2ကောင်းကတော့လှမယ်2ကောင်းကပြတ်သွားတယ်ဆိုနာမည်ကမပြတ်နိုင်ဘူးလားကျမတို့အဲ့၄ကောင်း2ရက်ခွဲခေါ်မယ်သို့မဟုတ်4ရက်ခွဲခေါ်ပြီးတော့အကောင်းဆုံးဖန်တီးမယ်ဆိုရင်သူတို့လည်းလှမယ်ကျမတို့လည်းနာမည်ရမယ်ဆိုနောက်ထပ်ဧည့်သည်လာမလားမလားဘူးလားရှင်
ကျမပြောတဲ့စကားလေးတွေဒီအားလုံးကောင်းစေချင်လို့ပါနော်ကျမတို့ဘိုကင်ဆိုင်အကောင်းဆုံးလို့ပြောတာမဟုတ်ပါဘူးရှင်းချင်းတွေ့တော်ပေးကြပါအမျိုးတို့ရဲ့တန်ဖိုးရှိတဲ့သပင်ကိုအတိအကျချာပေါ့နော်ရွေးချယ်ပြီးမှလုပ်ကြပါကျမတို့သပင်လောကမှာအရန်ကိုမှပညာကိုဦးစားပေးတဲ့ဆိုင်ရှိတယ်လို့ငွေကိုဦးစားပေးတဲ့ဆိုင်လည်းရှိပါတယ်ပညာရှင်တွေနဲ့တွေ့ကြပါစေစေတနာထားတဲ့ဆိုင်တွေနဲ့တွေ့ကြပါစေကိုတိုင်ကလည်းပညာရှင်ကိုရွေးနိုင်ပါစေတရားတွေဟောတာဒီမှာပြီးတာတို့ခေါ်မယ်လက်ခုပ်နော်ဒီဆရာမနှစ်ယောက်အတွက်လက်ခုပ်ပါရှင်ကျမတို့မဟုတ်ပါဘူးနော်ကျမနေစနစ်သင်ပြသူပေးသူပါနောက်ကလိုက်မှရမှာပါကျမ trainer ပါဒါပဲပြောနိုင်ပါတယ်တကယ်တမ်းအိမ်မှာလောက်ရမှာဆရာမတို့တွေဖြစ်ပါတယ်အဲကျမတို့တစ်ခွန်းလောက်တော့မှတ်တရစကားလေးပြောပေးစေချင်ပါတယ်ဆရာမခိုင်လာရပြောပါရှင်ပြောချင်တာပြောပါရှင်ဒီလက်ရလေးပေါ်မှာဆရာမခံစားချက်လေး ဟုတ်ကဲ့ရအောင်ပီတိဖြစ်ရပါတယ်ဒီလိုရလက်လေးရအောင်ဆရာမချိုးပြီးသင်ကြားပေးတဲ့ပညာနဲ့ဟုတ်ပြောပါရှင်ဟုတ်ဖယားကိုတောက်တော်ရင်ညည10ခွက်ကတ်ရတာအဲ့ဒါတို့နဲ့မသွားဘူးလားနဲ့ပါတယ်တို့တော့ပဲတော်တာပါရှင်ဆရာမကြီးတွေပါပဲเนาะဝါရင်မိသားအောင်းနေအများကြီးဖြောင်းမှုမိသားဆရာမကြီးတွေပါကျွန်မလေးစားပါတယ်ရှင်ဒီနေ့စနစ်ကကျွန်မကျန်းတန်ရှာတွေ့ထားတာကန်ကောင်းပြီးတော့ပြားကြမှပြီးတော့เนาะကျွန်မလည်းအကြောင်းရှိမှာပေါ့เนาะအတိတ်ကဘာတွေဆူတောင်းခဲ့လဲမသိဘူးပြန်လဲတင်ပြခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်မလေတန်းနေမာတာတွေမောက်မာတာတွေတစ်ခါရှေ့မှာရှိခဲ့ရင်အားရပါရတမင်တကာပြောတာပါကျွန်မရဲ့မူရင်းတန်တွေကဒီလောက်ပါပဲเนาะပညာမရမှာဆိုလို့အာရုံမဆိုင်မှာဆိုလို့တချို့ဗီဒီယိုတွေမှာကျွန်မခက်တင်းလေးပြောတာတွေရှိပါတယ်အဲ့ဒါလေးလည်းနားလည်ပေးပါเนาะဆရာပြောပါအောင်ရှင်မိသားစုကိုထားခဲ့ရသူနဲ့ရလားရှင်နောက်ပါတယ်နော်ကျမကြီးနော်မကောင်းဘူးထားဘယ်လိုပဲပြောချင်တာမိသားစုဟုတ်လားခက်ခဲတဲ့ကြားကနေလာရကျိုးဆရာမကိုယ့်ရဲ့လက်ရလေးကြည့်ပါရှင်ကျမအလောက်မကြည့်နဲ့ဒီစပယ်ကိုကြည့်ပါရှင်ရှင်းနေပါတယ်ဟိုကိုလမ်းကြည့်ပါနော်ဒီမှာတော့နည်းနည်းတော့စပယ်ကတော့ခါရတော့အမွားတွေတော့နည်းနည်းထားတာပေါ့နော်ပြီးပြောက်သွားပါလိမ့်မယ်ကိုလမ်းကြည့်ပါဆရာမဟုတ်ရှင်းနေပါတယ်ဒါပဲပေါ့ပြန်တော့ပါတယ်ပြန်တော့ဒီလိုကြည့်နေကျမတခြားဘာပြောချင်သေးလဲရှင်ဟုတ်ဆိုင်ရရမ်းအများကြီးပြောရတော့ဒီဆရာမမြောက်ဝိုင်းနာဘုန်းဆက်တာဆိုင်အားပေးခြင်းနဲ့ဆိုရင်ဟုတ်ကဲ့အမှန်ပါရှင်အမ်မျိုးနဲ့မြိုင်ကလေးမှာပါရှင်ချိုးအလားပြပြရေးမှာပါအဲ့လိုပဲပါလေချိုးတူတူပဲနော်ရှိုးတဲ့မိုက်တယ်ကွာတစ်လုံးနဲ့နော်ရှိုးတဲ့သွားအားပေးလို့ရပါပြီဖတ်အမ်ပါပါရှင်ဆရာမပြောပါအောင်မရှိသေးဘူးနော်ကျမနာမည်ပေးလိုက်မယ်လေပေးလို့ရလားကျမအပြော်လေးပေးလိုက်မယ်ဒီဆရာမအတွက်ဆိုင်နေမယ်ဘယ်လိုပေးရင်ကောင်းလဲဝစီပိတ်စလုံးနော်ကျမဆိုင်လာရင်တရားထိုင်ရမယ်တရားမှန်ရမယ်ကျမခေါ်မှစကားမပြောနိုင်ပါကျမစီလာရင်ဒီလိုလာရမယ်ဒီမှာစာပဲကတ်တာတော့ဘာလာမပြောရပြေပေါ်လာမမေးရပြုံးတစားမနေပါဒီဝစီပိတ်လာပြေဆိုင်မှာချစ်လို့စားနော်အဲ့တော့ပြောချင်တာကဒါဟိုဟာဆိုင်မဖွင့်ရသေးဘူးအတွေ့အကြုံယူသေးကာလပေါ့နော်ကျမဆီယာမဆိုတာတော့လေးစားသမှုနဲ့ခေါ်တာပေါ့နော်တကယ်တမ်းဒီဆီယာမတွေဘယ်နေရာမှာဆိုင်ဖွင့်တာလဲကျမလည်းအတိအကျမသိပါဘူးဒါပေမဲ့ကျမနေစနစ်ကိုယူသွားပါတယ်ကျမအားလုံးအမှတ်60နဲ့ဒီနေ့ဂုဏ်နုမနဲ့ပေးအောင်လာပါတယ်တခုပါပဲရှင်ကျမကြော်ညာပေးတိုင်းအရန်မယုံပါနဲ့ကျမကြော်ညာပေးတယ်ဆိုတာလောလောဆယ်တော့ဟုတ်တယ်နောက်ပိုင်းနေမှာဒီဆီယာမတွေရဲ့လက်ရောက်တောင်းကြည့်ပြီးမှရာခိုင်နှုန်းပြည့်ယုံကြည်ပြီးအပ်ပါကျမလက်မှတ်ရှိတ်ထားတိုင်းမယုံပါနဲ့ရှင်ကျမအဲ့ဒါစော်ကားခြင်းမဟုတ်ပါဘူးတချို့ကျမလက်မှတ်ရှိတ်ပြီးတခြားသောနည်းတွေနဲ့ဖြောင်းနေရလည်းရှိပါတယ်ဒါဆိုကျမရဲ့လက်ရတိုင်းထွက်မှာမဟုတ်ပါဘူးအားလုံးမှာကိုယ်ပိုင်ပညာတွေရှိကြပါတယ်ဒါကြောင့်မို့လို့အဲ့ဆီယာမတွေလက်ရောက်တောင်းကြည့်ပြီးမှသာယုံကြည်ပေးပါတချို့ကျမเจ้าနဲ့သွားတဲ့လူတွေရှိတယ်ကျမကိုရှစ်တောင်ကျေးဇူးပါတို့ပေမဲ့ဒီဆီယာမတွေလက်ရောက်ပို့ပြီးရှစ်ပေးပါဆီယာမတွေအနည်းဆုံးလက်ရ90ဖန်တီးပြီးမှအဲ့တဲ့ကိုပို့ပြီးတော့ကောင်းကောင်းလက်ခံပြီးပါ90များတယ်ဆိုရင်တော့အနည်းဆုံး20လေ့ကျင့်ပြီးမှသာပါလေတည်တည်ရှာရှာဖွင့်စားကြပါလို့အထူးမှာပေးရစီဒါဆိုရင်ကိုယ့်ရဲ့အဖြောင်းနိုင်နာမည်ဘယ်တော့မှမပြတ်တော့ပါဘူးနောက်တစ်ခုဆိုင်တွေပြောင်းရတာတွေဆိုင်တွေပိတ်ရတာတွေမဖြစ်တော့ပါဘူးဒီလိုလက်ရလှရင်ဧည့်သည်ကပတ်စံပေးမှလားမပေးဘူးလားရှင်ပေးပါဘူးဒီ10မိနစ်ပြောခွင့်ရတဲ့ကျေးဇူးတင်တယ်2မိနစ်ကြံသေးလာပါအောင်ရှင်းတခြားသောဆရာမတွေမြန်လေးအားလုံးတန်ပြိုင်လေးပေါ့ဒီစပယ်လေးပြီးဖြောင်းသွားပါသလားလေးပြီးဖြောင်းသွားပါသလားဆက်ဆွဲထားပါသလားဆွဲထားပါနောက်နည်းနည်းဆုံးပါနော်ဆရာမကြီးအားလုံးကျေးဇူးတင်တယ်နော်ကျမဒီဟာကိုသင်ပေးရတဲ့အတွက်ဒီနည်းစနစ်အတွက်ကျမလက်ခုပ်တန်လေးကြားခြင်းနဲ့ရှင်ဒီနည်းစနစ်အတွက်ကျမတို့သပင်လောကအတွက်အကျိုးရှိရလားဒီနည်းစနစ်လေးကကျမတို့သပင်ဆရာမအတွက်အကျိုးရှိရလားရှိပါတယ်အဲ့တဲ့တော့အကျိုးရှိရလားရှင်ရှိပါတယ်အကျိုးရှိရင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူး